ဦးစင်းဘွဲတော်လေးတစ်ချက်လောက်မိတ်ကြပေးပါအောင်ဗျာ ရောဦးနတော်ဘာသာပါဗျာမစိုးရင်တိုက်တဲ့ကပါဗျာ ဟာဆောင်းဝဲဖြည့်စင်တုန်းကကုလသိန်းဗိမာန်မှာဖြည့်ရလို့ကြားသိရပါတယ်ဗျာ ဟုတ်ပါဗျာ အဲ့တော့ပြကြတဲ့အထက်ပါတယ်လို့လည်းကြားသိရပါတယ်ဗျာအဲ့ဒီအခြေအနေလေးတစ်ချက်ကိုမိတ်ကြပေးပါအောင်ဗျာ ဟုတ်ပါဗျာပြီးတော့တိုးချက်ဆောင်နဲ့တတိယတက်မှာဖြစ်တာပါဗျာရှင်းနေစဉ်အတွင်းတပြီးတော့မလင်းလောက်တာတအားကျန်းတာကိုမကျန်းလာဘူးထင်ပြီးတော့တခါတည်းဝှက်လိုက်တာပါဗျာဝှက်လိုက်တဲ့အချိန်ပုံပုံလေးဝှက်ပြီးခေါင်းကိုသင်္ကန်းခြုံပြီးတော့ဝှက်လိုက်တာပါဗျာဝှက်ပြီးတော့တအားကျန်းတဲ့အချိန်ကျတခါတည်းပြိုကျသွားတာပါဗျာအောက်ပဲရောက်သွားမှမသိဘူးပြီးတော့မှအောက်ရောက်တော့တပြီးတော့ဘေးမှာလည်းအဖော်၄ပါးနဲ့ပါပါတယ်ဗျာအားလုံးပေါင်း၅ပါးစလစ်ပြင်ပြီးနေပါတယ်ဗျာစလစ်ပြင်ပြီးရဆိုပေမဲ့လည်းကြောက်ထုတ်တိုင်တွေခံထားကြောက်ထုတ်တိုင်၃တိုင်ကဘေးက2တိုင်အစွန်က1တိုင်ခံထားတဲ့အတွက်ကြောင့်အဲကြောက်ထုတ်တိုင်တွေခံထားစလစ်ပြင်ကြီးအောက်မှာ၅ပါးပိတ်မိနေပါတယ်ဗျာ၅ပါးပိတ်မိနေတာဒီဘက်အစွန်ကကြောက်ထုတ်တိုင်ကြီးအောက်မှာတပည့်တော်တို့ခွဲရတဲ့ဘာဥသောဗနာဆိုတာသူကလက်ကြီးပြီးနေတယ်ဗျာနောက်ကျန်တဲ့တဘာကတော့ဦးနန္ဒမာလာသူကတော့ခြေတော့ကိုအဲနောက်ကခံနေရမရှိတော့သူကစလစ်ပြင်နဲ့ရိုင်းမိတယ်လားမသိဘူးခြေတော့ကျိုးတယ်လို့ပြောတယ်ဆေးရုံရောက်တော့မှမကျိုးသူခြေတော့အစ်လဲလွဲသွားတယ်လို့ပြောတယ်တပည့်တော်တို့ကတော့အဲပြုတ်ကြချင်းဘယ်ရောက်သွားမှမသိဘူးပေါ့ဗျာအဲနောက်ပိုင်းကျမှအဖော်၄ပါးတွေ့တယ်အဖော်၄ပါးတွေ့တော့၅ပါးဆိုတော့နည်းနည်းအားရှိတယ်အားရှိတဲ့အချိန်မှာအောက်ရောက်တော့ကြတော့ဦးဇင်းတို့ပြီးတော့တိုင်တွန်းတာဦးဇင်းတို့ဘုရားတရဏဂုံများတင်ဘုရားကုံတရားကုံသံဃာကုံများရွတ်ဘုရားတန်ဖို့တွေကိုရွတ်ကြဘုရားလို့တပည့်တော်တို့ကသေဖို့ရာခိုင်နှုန်းများတယ်ဘုရားလို့ငင်းလင်းရတယ်မပြီးသေးဘူးဘုရားပြိုကျတဲ့အဆောင်ကြီးကလည်းတစ်ချိန်တည်းနဲ့ပြိုကျသွားတော့နောက်ထပ်2ချိန်လှုပ်တဲ့အချိန်မှာအောက်မှာပဲပြီးနေဗျာဟိုကတရဏဂုံတင်ကြပါဘုရားကုံတရားကုံသံဃာကုံများရွတ်ဘုရားဆိုကြဝိုင်းရွတ်ကြတာဝိုင်းလည်းရွတ်အကူညီလည်းတောင်းဝိုင်းလည်းယူကြီးလည်းတော့ကြာပြီပေါ့ဗျာ။နိုင်ဝက်လောက်ကြာတော့ရေတွေငတ်တော့အာကောင်တွေ6ပြီးရေတွေငတ်လာတော့တပည့်တော်တို့အောက်မှာကန်ကောင်းကျင်တော့ဝေထားတဲ့ရေတန်ဘူးတွေရဲ့ချွေဘူးတွေရောက်နေအောင်ဗျာ။အဲ့ဒါလေးဖောက်ပြီးတော့တပည့်တော်တကြိုက်တော့သူတို့လည်းတကြိုက်တိုက်နည်းနည်းဒီတောက်ကြအောင်ဆိုပြီးတော့ဘယ်ချိန်ထိနေရမလို့မသိဘူးကယ်ဆယ်ကြီးကလည်းဘယ်ချိန်မှလာမယ်မသိဘူးပေါ့ဗျာ။အဲ့လိုပြောပြီးတော့အဲ့လိုရှောက်ပြီးတော့နင်းနေကြတနားရီလောက်ကြာတော့အတန်ချရတာကူညီရေးတန်တွေကြားတော့ကူညီရောဒီအောက်မှာအများကြီးပြနေတာလို့သူတို့ကလည်းကြားတော့ပြန်ပြီးတော့အတန်ပေးတာပေါ့အတန်ကြားတော့အားရှိတာပေါ့ဗျာအားရှိတော့ဒီအောက်မှာအများကြီးပြနေတာဝိုင်းကူညီရောဆိုဓမ္မနဲ့တကားကြီးမလို့တကားကြီးနဲ့អော်တာပေါ့ဗျာတကယ်တမ်းသူကကူညီရေးတွေရောက်လာမှသူကခါပြန်သွားခေါ်တော့ဥသိဖြစ်နေတာဒီတို့ကလည်းစာသင်သားစာဖြစ်တန်ဃာတွေပဲဗျာတဲ့မပြီးတဲ့တန်ဃာတွေတဲ့ဝိုင်းပြီးတော့ကူညီနိုင်တော့ကူညီတာဗျာတဲ့ဖဲသိနေတာတွေဖဲနေတာဗျာထက်လုံးရင်ပြီးတော့လည်းကြောက်တော့ပြေးရတာဗျာတဲ့အဲ့လိုပြောတယ်ဓမ္မလို့ကိုယ့်အနေနဲ့ကိုလည်းရှောင်းပါဗျာလို့တပည့်တော်တို့လည်းကူညီရေးလာပြောပေးအောင်ဗျာလို့တပည့်တော်တို့ဒီအောက်မှာပြီးနေတာအများကြီးပဲဗျာလို့အဲ့လိုပြောလိုက်တာအဲ့နဲ့သူကပျောက်သွားပြီးတော့တနားရီလောက်ဝင်ကြတယ်ကူညီရေးတွေလာမှတခါပြန်လာတော့ခုနကူညီရေးတွေနဲ့လာတဲ့အချိန်ကယ်ဆယ်ရေးအဖွဲ့တွေလာတော့ပေါင်သူတွေနဲ့ထုတာပေါ့ဗျာဘာတွေထုတယ်ဘယ်နာထုနေမှတော့သူအကျဉ်းတွေကြားတာတပည့်တော်တို့ကအောက်ထဲကနေအုံတော့ရမ်းမထူနဲ့တခါကြီးတွေရမ်းမထူနဲ့အောက်မှာတန်ဃာတွေရှိတယ်အကုန်ပြီးသေးကုန်လိမ့်မယ်လို့អော်ပါသေးတာပေါ့ဗျာတော့ကြအကုန်ပြိုကြပြီးသေးကုန်ပါဆိုလို့အဲ့လိုလည်းပြောပါသေးတယ်ဦးတော့အကူကြီးတောင်းရတာပေါ့တော့ကြမတော်တာထုမိလို့အကုန်ပြီးသေးကုန်ပါဆိုလည်းអော်ပါသေးတာပေါ့အဲ့ပြောတာခဏလေးတော့အကူကြီးရေးဖွဲ့တဲ့ရပဲဦးသေးတစ်ပါးနောက်တနာရီနေငလင်ရလဲလောင်းမယ်တဲ့ဗျာတဲ့အဲ့နဲ့တပည့်တော်တို့ကလည်းကြောက်လုံနေရတာဆိုတော့အဲ့ကြောင့်မှဦးသေးတို့တပည့်တော်တို့ကူညီဆောင်နေတပည့်တော်တို့ပြီးနေတဲ့ကြောက်ထုံကြီးကလည်းအစလစ်ပြင်းရလည်းကြီးပဲလွတ်ဖို့ကမလွယ်ဘူးကိုယ့်အကိုရုံးပြီးထွက်ကြမယ်ဆိုတော့တပည့်တော်ပြောပြီးတော့ဓမ္မဖျားတယ်ကျန်တဲ့ဦးသိန်းတွေကလည်းရတယ်ဖျားတယ်ဦးသိန်းကအပေါင်းနဲ့နီးရဆိုအပေါင်းလေးကကျင်းလေးဖျားတထွားလောက်လေးအဲ့နဲ့ဦးသိန်းကရှေ့တိုးလိုက်ရင်နည်းနည်းလေးတိုးလိုက်ရောက်နေတာပေါ့အဲ့တော့ဓမ္မလှုပ်ဖျားတယ်ရှေ့တိုးလိုက်တဲ့ခုံလေးကပိတ်နေဖျားစားပြေခုံလေးကပိတ်နေ2ခုလောက်ကစားပြေခုံလေးဘေးကိုတပည့်တော်နေတဲ့ဘက်ကိုနည်းနည်းတိုးပြီးတော့ရှေ့တိုးလိုက်တာတိုးလိုက်တဲ့အချိန်ပေါက်ရောက်တော့ပေါက်ကလည်းတထွားလောက်ဆိုလူထွက်မရတော့တပည့်တော်ကလည်းအကူကြီးထပ်တောင်းကိုပဲကြီးချုပ်ပြီးတော့ရမ်းပြတာပေါ့ခင်ဗျာလက်ထုတ်ပြီးတော့ရမ်းပြတော့ဘေးကလည်းကြောက်ထုတ်တိုင်ကြီးကအပေါက်ကကျော်သွားတော့ဟိုဘက်ကစနစ်ပြင်နန်ရန်ကြီးကကားနေပါဗျာအဆောင်နန်ရန်ကြီးကကျိုးပဲ့နေတဲ့နန်ရန်ကြီးကကားနေတော့တပည့်တော်တို့မမြင်ဘူးတပည့်တော်တို့ကလည်းအပြင်ကိုမမြင်ဘူးအပြင်ကလူတွေလည်းတပည့်တော်တို့မမြင်
အတန်တော့ကြားနေရတော့ဗျာအားတော့ရှိအောင်အတန်ကြားအဲ့ဒါနဲ့တပည့်တော်ကဒီတိုင်းဆိုထွက်မရဘူးဦးဇင်းတို့အပေါက်ကကျင်းချင်းလေးလို့တပည့်တော်ပိတ်မိနေတဲ့၄ပါးကိုပြောတော့ဦးဇင်းနဲ့ဦးဇင်းကခန္ဓာကိုယ်ကြီးလို့လားတဲ့တပည့်တော်ပိတ်နေတဲ့တပည့်တော်ရင်ထွက်မဲတဲ့အထဲတွေကတပါးမရဘူးဗျာလို့ကျင်းချင်းလေးလို့ဦးဇင်းလည်းထွက်မရဘူးဗျာလို့အဲ့နဲ့ဒီတိုင်းဆိုရင်တော့မရဘူးဆိုကြံမိသွားတာအောက်မှာလည်းခဲကျိုးခဲကြီးတွေအများကြီးဆိုတော့ခုနပိတ်မိနေတဲ့ကြောင်းထုံးတိုင်းကြီးကလည်းစလစ်ပြင်ကြောင်းထုံးတိုင်းကြီးကလည်းအကြီးနဲ့သူကပြိုကျတဲ့ဒဏ်ကြောင့်အဲ့နေပေါ့ဗျာအဲ့နေတဲ့အချိန်အဲ့အယူပြီးတော့ကြံမိသွားတာအဲ့အောက်ကခဲကြီးတွေကလည်းကောက်ယူပြီးဒါလေးနည်းနည်းထုပြီးဖဲ့ချအပြင်ကိုဖဲ့ချနည်းနည်းထုဖဲ့ချမြန်ထုဖဲ့ချပြီးဟိုဘက်ထုလိုက်ဒီဘက်ထုလိုက်ဖဲ့ချပြီးတော့အပေါက်ကကျဲသွားတော့ခေါင်းဖတ်ပြီးတော့ခေါင်းတော့ထွက်လို့ရတယ်ခဏကတော့မဆန်သေးဘူးပေါ့ခေါင်းထွက်လို့ရတော့ကြီးလိုက်တဲ့အချိန်ဒီဘက်ကိုကြီးလိုက်တဲ့အချိန်နာယံအကြောက်ထုတ်စလစ်ပြင်ရနေဒီဘက်ထွက်လိုက်ရင်ထွက်တဲ့ဘက်ရောက်နာယံကြီးကားတယ်ကြားထဲကနေချင်းချင်းလေးပေါ့ဗျာဘူးတကူသားလားဒီဘက်ကိုအပေါ်တက်သွားလို့ရှိရင်စလစ်ပြင်ကြီးကိုအပေါ်ရောက်တော့အဲ့ဒါနဲ့ဦးဇင်းတို့ထွက်လို့ရတော့မှာဗျာလို့ဒီဘက်တော့ထွက်ပေါက်ရှိရဆိုပြီးတော့ကျန်တဲ့ဦးဇင်းတွေလည်းအားပေးပြီးအဲ့ဒါဆိုမြန်ထုပြရတယ်မြန်လို့ဒါနဲ့ထပ်ထုမြန်ထုဖဲ့ချမြန်ထုဖဲ့ချတယ်အဲ့တော်ကြာထုလိုက်တော့အပေါက်ကကျဲသွားပြီးတော့ထွက်လို့ရပြီဆိုပြီးတော့ကျန်တဲ့ဦးဇင်းတွေလည်းပြောပြီးတော့တပည့်တော်ကခန္ဓာကိုယ်ကကုန်းလေးနေရတာဆိုအဲ့ခေါင်းနဲ့ခြေထောက်နဲ့ပြန်လှည့်ပြီးတော့ခြေထောက်ကနေရင်ဆင်းချလိုက်တာပေါ့ဗျခြေထောက်ကနေရင်ဆင်းချလိုက်တော့ရှော့ချလိုက်တာလူဟွာလောက်ရင်ဘက်လောက်ထိမြင့်တယ်ဗျအောက်ရောက်ဘူးရှော့ချလိုက်တော့ပြောဆိုအဲ့တော့ကြောက်ခဲတွေခဲတွေနဲ့ဘိုက်တွေတော့ချစ်မိအောင်အဲ့နဲ့ကျန်တဲ့ဦးဇင်းတွေလည်းတန်းထွက်လာတာပြီးတော့၅ပါးပိတ်မိနေတာ၄ပါးကတော့တန်းထွက်လာနေတော့တစ်ပါးကတော့ကြံခဲ့တာပေါ့လက်ပိနေတဲ့ဦးဇင်းဦးတော်ဗနာဆိုကြံခဲ့တာသူကဟွာကြောက်ထုတ်တိုင်းနဲ့လက်ကြီးပိနေတာဘယ်ပဲလက်အဲ့တော့သူ့လည်းအားငယ်မှာဆိုလို့အားပေးခဲ့ရပြီပေါ့ဗျာဒါပါလေဆိုတော့ဟိုညာစိတ်အားငယ်နေမှာဆိုလို့ဦးဇင်းအားမငယ်နဲ့ဦးဇင်းကိုတပည့်တော်တို့ကကိုလိုယုံပြီးပြစ်ထားခဲ့ရမဟုတ်ဗျာတပည့်တော်တို့ကုညီကြီးတွေကိုခေါ်ပြီးဦးဇင်းဒီနားမှာရှိတယ်လက်တွေပိနေတယ်ခြေထောက်ပိနေတဲ့ဦးဇင်းတွေလည်းဟိုဘက်မှာရှိတယ်ကုညီကြီးတွေကိုလွတ်လိုက်ပဲဗျာဆိုပြီးတော့တပည့်တော်တို့ကအဲ့လိုပြောပြီးထွက်သွားတဲ့အချိန်တော့ညာအားငယ်ပြီးကြံနေခဲ့မှာဆိုလို့အဲ့ဒီထွက်သွားပြီးတော့ကုညီကြီးတွေလည်းတကယ်ပြောလိုက်ပါတယ်ပြောပြီးတော့တန်းပြီးတော့ကုညီကြတာပဲဒါပေမဲ့ပိနေတဲ့စလစ်ပြင်ကြီးအကြီးဆိုတော့မကင်နိုင်ဘူးတဲ့နောက်ရက်ကျမှတရက်ကျော်မှညတညအဲ့ပြီးနောက်ရက်ညနေလောက်မှသူအိုင်ဒီကနေထွက်လာနိုင်တာလို့ပြောတယ်ဗျာတပည့်တော်တို့ခွဲက၅ပါးလုံးလွတ်ပါတယ်ဗျာပြီးနေတဲ့၅ပါးတစ်ပါးကတော့လက်ဖြတ်လိုက်ရပါတယ်ဗျာခုလိုပိတ်မိတဲ့အနေထားမှာဥစဉ်မှာဗာတန်ရာတွေရပြီးတော့အဲ့ဒီပိတ်မိတာဘယ်နှစ်နာရီလောက်ကြာခဲ့လဲဗျာပြီးတော့ပြုတ်ကြတဲ့ထန်းကြောင့်အောက်ကစလစ်ပြင်နဲ့ရိုင်းမိတာထင်တယ်ဗျာခေါင်းလုံးသင်္ကန်းကြီးနဲ့အုပ်ပြီးလက်ကတည်းကလှုပ်တာဆိုတော့အောက်ကစလစ်ပြင်နဲ့ရိုင်းမိတာထင်တယ်ဒီနှစ်ဘူးကအကြီးရောင်ပြီးတော့ဒီမျက်ကွင်းကြီးလည်းညိုမဲနှာခေါင်းသွေးဒီဘက်တစ်ချက်ဒီဘက်တစ်ချက်နှာခေါင်းသွေးယူဒီမျက်နှာတစ်ချက်လည်းထုံသေးထိုးထားသလိုဟို3-4ရက်လောက်ဒီမားထင်းနေပါဗျာအကိုင်မန်းတော့တိရမားထင်းနေပါဗျာအဲ့ဒီထန်းရာတွေရခဲ့ပါတယ်ဗျာဒီညိုမဲပြီးတော့တပူးရောင်တာလည်း3ရက်လောက်နေတော့ဆေးရုံရောက်တော့ပျောက်သွားပါတယ်ဗျာဆေးရုံရောက်တော့တပည့်တော်ဓမ္မရိုက်တော့မူပြီးတော့ခေါင်းမူပြီးတော့အန်းနေလို့ဆိုပြီးဆေးရုံသွားပြီးတော့ဓမ္မရိုက်တဲ့အချိန်ကျဥက္ကုံကအဲ့နေလို့ပြောပါတယ်ဗျာဥက္ကုံကအဲ့နေတာလို့ပြောပြီးမဲ့သူတို့ကဦးရင်းနဲ့ပြုတ်ကြပြီးတော့48နာရီကျော်ကြာသွားပြီတဲ့48နာရီကျော်2ရက်ပေါ့48နာရီကျော်ကြာသွားတော့ဦးရင်းရဲ့ကြီးမားတော့မဟုတ်တော့ဘူးတဲ့စိုးရင်နေရမလို့ပါဘူးခင်ဗျာတဲ့စိုးရင်နေရမလို့ပါဘူးဆိုတော့တပည့်တော်ဆေးရုံကို4ရက်လောက်ကြာပြီးတော့4ရက်လောက်ကြာတက်ပြီးတော့ဆင်းလို့ရရင်ဆင်းနေတယ်လို့ပြောပြီးတော့ဆင်းလို့ရပါတယ်ဗျာတဲ့တကယ်လို့မူးကအန်တာတွေဖြစ်ရင်လည်းချက်ချင်းဆေးရုံကိုပြေးခဲ့ပါဗျာတဲ့နီးရဆေးရုံကိုလည်းပြေးပါဗျာတဲ့အန်ရရှိပါတယ်ဗျာလို့အဲ့လိုမှားလိုက်တယ်ဆေးရုံလည်းအဲ့လိုမူးတာတွေမိုက်တာတွေဖြစ်မှာဆိုလို့ဆေးရုံလည်း3ရက်စာပေးလိုက်ပါတယ်ဗျာဆေး3ရက်စာပေးပြီးတော့ဆင်းလို့ရပြီးတော့တပည့်တော်ကဆေးရုံ4ရက်ကြာပြီးတော့ဆင်းလာပါတယ်ဗျာပိတ်မိနေတယ်ကြာတာတော့တပည့်တော်တို့က12နာရီ55မိနစ်လောက်ကနေဖြစ်တာဆိုတော့တပည့်တော်တို့က3နာရီခွဲလောက်မှထွက်နိုင်တာဗျာကိုကထုပြီးတော့ခဏထုပြီးတော့ထွက်လာတာလည်း3နာရီလောက်မှထုရတော့နာရီဝက်လောက်ထုရကြာတယ်ဆိုတော့3ခွဲလောက်မှအပြင်ရောက်ပါတယ်ဗျာတော့ပိတ်မိတာ2နာရီခွဲလောက်ကြာပါတယ်ဗျာပိတ်မိတာ2နာရီခွဲလောက်ကြာတယ်ဗျာမှန်ပါဗျာခုလိုဖြည့်ချပေးတာကိုသူကျေးဇူးတင်ပါတယ်ဗျာမှန်ပါဗျာ